လုံးပဲမင်္ဂလာပါ The Goddess Tarot မှာမိစုဖြစ်ပါတယ်အဲ့ကနေအကြောင်းတရုံနဲ့ဗီဒီယိုလေးထားလို့ဖြစ်တာပေါ့နော်လုပ်ဖြစ်တဲ့အကြောင်းအရာကကြတော့တကယ်တော့အထွေထူးတော့မဟုတ်ပါဘူးမိစုကြည့်လိုက်တဲ့ TV series လေးတစ်ခုပေါ့နော်series လေးကိုလည်းသဘောကျပါတယ်အဲ့ဒီ series မှာပါတဲ့အကြောင်းအရာလေးကဒါမိစုပြောချင်တဲ့တချို့ဟာလေးနဲ့တိုက်ဆိုင်တာလေးရှိလို့မိစုဒီဗီဒီယိုလေးနဲ့အားလုံးကိုလာပြီးတော့ message လေး sharing လုပ်ပေးတာပါအဲ့တော့ video လေးကပေးတဲ့ message လေးကဒါ coincidence ပေါ့ဒါကိုယ့်စီမှာမင်းနေတဲ့ clients တွေနဲ့ပတ်သက်ပြီးတော့လဲတချို့ဟာလေးတွေမှာဖြည့်ခြင်းတဲ့မိကုန်းလေးနဲ့တိုက်ဆိုင်သွားတာရှိတဲ့အတွက်ကြောင့်မလို့လုပ်ဖြစ်တာပေါ့နော်အဲ့တော့ TV series လေးရဲ့နာမည်က Something Very Bad is Going to Happen ဆိုတဲ့ horror အမျိုးအစားဖြစ်ပါတယ် The Duffer Brothers ရိုက်တာအဲ့တော့ The Duffer Brothers ဆိုတာကStranger Things ရိုက်တဲ့ director ညီကို2ယောက်လေအမွှာညီကို2ယောက်အဲ့တော့ Stranger Things ကြည့်ဖို့ကြလာတော့မသိဘူးမိဆိုကတော့အရန်ကြိုက်တာပဲ Stranger Things ကိုအဲ့တော့သူတို့2ယောက်ကနေပဲဒါအစ်စ်ပေါ့နောက်တစ်ခုရိုက်တဲ့ series ဆိုတော့စိတ်ဝင်စားလို့မိဆိုကကြည့်ကြည့်ရပြီးတော့မိဆိုက horror ကြိုက်တယ်အဲ့တော့ horror တွေကြိုက်တော့ကြည့်ပြသွားတာပေါ့နော်အဲ့က rating လဲကောင်းတယ် Rotten Tomatoes မှာဆိုလို့ရှိရင်သူက86%လောက်ထိရထားတာပေါ့နော်အဲ့တော့ဒီ Netflix မှာလဲ top 10နဲ့ဝင်နေတော့နာမည်ရလဲအဆန်းလေသူတို့ညီကိုညောက်ကပေးလိုက်ရင်နာမည်အဆန်းဆိုတော့စိတ်ဝင်စားလို့ကြည့်ကြည့်တာတကူရှိတာကအခုမျိုးစလုပ်တဲ့ဗီဒီယိုမှာ spoiler alert ပေါ့နော်ဇက်ကြောင်းနည်းနည်းပါကောင်းပါမယ်အဲ့ဒီအတွက်ကြောင့်မို့လို့အဲ့ဒီ series ကိုမကြည့်ရသေးတဲ့သူတွေကြည့်ဖို့အတွက်ရည်ရွယ်ထားတယ်ဆိုလို့ရှိရင် spoiler alert ပါတဲ့အတွက်ကြောင့်မို့လို့အခုဗီဒီယိုလေးကိုကြော်သွားပေးပါနော်သို့မဟုတ်ဘဲနဲ့စိတ်ဝင်စားရဲဆိုရင်တော့ဆက်နာထောင်လို့ရပါတယ်ဒါကတော့မကြည့်ရသေးတဲ့သူတွေကြည့်ကျင်တဲ့သူတွေနော်ကြည့်ဖို့အတွက်ရွယ်ထားတဲ့သူတွေအတွက်တခါတည်းထည့်ပြီးတော့ပြောပေးတာပါအဲ့တော့ TV series ကဇာတ်လမ်းကကြတော့သူက plot twist လေးတွေနဲ့ဆန်းတယ်ခြုံငုံပြီးတော့ပြောရမယ်ဆိုရင်တော့ cast တင်တဲ့အကြောင်းပေါ့နော်cast တင်တယ်ဆိုတာကဒီမင်းသမီးဘက်ချမ်းပေါ့နော်မင်းသမီးတို့ရဲ့ bloodline ဆိုတာဟိုးရင်နှစ်ပေါင်း200လောက်ခရေကသူ့ရဲ့ဒီမင်းသမီးရဲ့ဒီအမေတို့အဖွားတို့ဘိုးဘေးပြီးပြင်ဆွေစဉ်မျိုးဆက်ဟိုးရင်ကလေးက cast တင်ခဲ့တာချိန်စာတင်ခဲ့တာတခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ကိုယူမဲ့လူဟာကိုယ့်ရဲ့ soul mate ဖြစ်ရမယ်သို့မဟုတ် soul mate လိုမျိုး100%ကိုကယုံကြည်ရတယ်အဲ့လိုမယုံကြည်ဘူးဆိုလို့ရှိရင်အဲ့ဒီယူတဲ့နေ့မှာတယောက်နဲ့တယောက် I do ဆိုပြီးတော့ vows လုပ်ရတာရှိရလေအဲ့ဒီဟာပြီးတာနဲ့ husband and wife လို့ကြေညာပြီးတာနဲ့မင်းသမီးတို့ပဲချမ်း bloodline ပေါ့ကိုရင်းသွေးရစီမှုတွေဖြစ်ပြီးတော့မျက်လုံးတွေဒါနှာခေါင်းတွေနေရာတကားနေသွေးတွေကျပြီးတော့သေရောနော်အဲ့ဒီဟာကအဲ့ဒီအစင်အဆက်ဟိုးလွန်ခဲ့တဲ့200လောက်ခရေဖြစ်လာတာအဲ့တော့ဘယ်သူမှကိုယူမဲ့လူကိုစိုးမိတ်လို့ကြိုမသိနိုင်ဘူးလေနော်ဒါဘာပဲဖြစ်ဖြစ်တချို့ကကြတော့လေစိုးမိတ်လို့ထင်ကြတယ်တခါလေကြလဲကိုယ်စိတ်ထဲမှာစိုးမိတ်လို့ယုံကြည်တာမျိုးရှိတယ်တကယ်တမ်းမှာတော့ဖြစ်ချင်မှဖြစ်မယ်လीနော်အဲ့ဒါကိုလည်းဘယ်လိုမှသိလဲဆိုရင်ယူတဲ့နေ့ကြတော့မှhusband and wife လို့ကြီးညာပြီးတဲ့အချိန်ကြတော့မှဒါကိုယ့်အတွက်စိုးမိတ်မဟုတ်ဘူးဆိုရင်ပေါ့နော်ဒီပြောရင်တော့ death ပေါ့တေမင်းရဲ့ shoot down ကကြည့်မယ်ဆိုရင်ကိုယ့်ရဲ့စိုးမိတ်မဟုတ်ဆို तू ကခေါ်ဆိုရင်အဲ့ဒီချိန်စာတင်တာအဲ့ဒီချိန်စာကဖြတ်လို့မရဘူးရှောင်လွဲလို့ပဲရတယ်ဘယ်လိုရှောင်လွဲလို့ရလဲဆိုရင်ဥပမာမင်းသမီးဆိုလို့ရှိရင်သူနဲ့ယူမဲ့သူကိုအဲ့ဒီယူမဲ့နေ့မှာဖြစ်ဖြစ် husband and wife လို့မကြေညာခင်မှာပဲဖြစ်ဖြစ်မင်္ဂလာဆောင်ဒီအခမ်းအနားကနေလှည့်ထွက်သွားတာတော့မယူတော့ဘူးလို့ပြောမယ်ဆိုလို့ရှိရင်တော့အဲ့ဒီချိန်စာကအဲ့ဒီဟိုဘက်ကသတို့သားဘက်ချမ်းပေါ့နော်အဲ့ဒီဘက်ကိုလက်ဆင့်ကမ်းသွားတယ်အဲ့တော့တစ်ဖက်ကဘက်ချမ်းကိုလက်ဆင့်ကမ်းသွားတာပေါ့ကိုကမယူလို့ပေးလိုက်တဲ့သဘောပေါ့နော်ဒါပေမဲ့အဲ့လိုကိုကမယူတဲ့အတွက်ကြောင့်မလို့ကိုကကြတော့အသက်ရှင်သွားပေမဲ့ immortal ပေါ့နော်ဘယ်တော့မှမတည်တဲ့လူတယောက်အဖြစ်နဲ့အဲ့ဒီကိုညင်းပယ်လိုက်တဲ့ဒီသတို့သားရဲ့ဘက်ချမ်းเนาะအဲ့ဟိုဘက်ချမ်းကဆွေစဉ်မျိုးဆက်အဲ့ဒီလိုပဲယူတိုင်းမှာသွေးရစီမှုဖြစ်တဲ့မင်္ဂလာပွဲတွေကိုမျက်မြင်သက်သေနဲ့ witness လုပ်ရတယ်သူတို့ရဲ့ကျိန်စာသဘောမျိုးဖြစ်သွားတာပေါ့ဒါပေမဲ့အနာသက်ကျိန်စာပေါ့လေဇက်ကတော့သိကျင်တော့တေချာကြည့်ဇလန်ကတော့ကောင်းတယ်အစပိုင်းမှာတော့ပြင်းတယ်လို့ရှိတယ်နောက်ပိုင်းမှာတော့ပိုကောင်းတယ် plot twist နဲ့အဲ့ဒီမှာအဓိကပြောချင်တာကအခုမှလာပြီ soul mate ဆိုပြီးတော့ထင်ပြီးတော့ယူလိုက်တဲ့သူတွေတော်တော်များများ soul mate မဟုတ်ဘူးဒါမဲ့ချစ်တယ်မချစ်တာမဟုတ်ဘူးအစင်လဲပြေတယ်ဒါမဲ့ soul mate မဟုတ်နေဘူးအဲ့တော့မင်းသမီးကသူ့အသက်ရှင်ခြင်းလို့သူ့ရဲ့ history ကိုလိုက်ရှာကြည့်တဲ့အချိန်သူ့ရဲ့ဘိုးဘေးပြီးပြင်အစင်ဆက်ပေါ့နော်ဟိုးသမိုင်းကြောင်းမှာဘသူအသက်ရှင်ခဲ့လဲအသက်ရှင်အောင်ဘယ်လိုလုပ်ရမလဲဆိုပြီးလိုက်ရှာတဲ့အချိန်မှာထူးဆန်းစွာနဲ့လွန်ခဲ့တဲ့200လောက်ခရေကယူခဲ့တဲ့သူတိုင်းဟာတည်တဲ့နေ့နဲ့မင်္ဂလာဆောင်တဲ့နေ့နဲ့တရက်တည်းပဲ
main ကလေးတွေပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်အဲ့မှာအမျိုးသမီးသူ့ရဲ့ great aunt ဆိုတာကအဖွားပေါ့အဖွားလေးပေါ့အဖွားလေးဆိုတာတေသွားပြီသူ့ဖွားလေးဒါပေမဲ့သူ့ဖွားလေးတယောက်ပဲ250အထိ marriage လုပ်သွားတယ်ကျန်တဲ့လူတွေအကုန်လုံးကတေးတဲ့ယူတဲ့နေမှာတေးတဲ့သူတွေကြီးပဲအဲ့တမလွန်ကအဖွားကိုတရေခေါ်တယ်လို့ခေါ်မေးတဲ့အချိန်မှာလဲတိလိုက်တာကသူ့အဖွား soulmate ကိုယူလို့အသက်ရှင်တာမဟုတ်ဘဲနဲ့ ritual တစ်ခုခုလုပ်လို့အသက်ရှင်သွားတာမျိုးဖြစ်တယ်ပေါ့နော်ဒါကတော့ဇလန်းရဲ့အချင်းအဲ့ဒါကိုကြည့်ခြင်းအပြင်လူတွေဟာ soulmate နဲ့ညားတဲ့လူတွေအရန်ရှားတယ်မင်းသမီးဆိုလည်းမင်းသားနဲ့အကုန်လုံးဆင်ပြေတယ် soulmate လို့လည်းထင်တယ်ဒါပေမဲ့သူ့စိတ်ထဲမှာတရားခိုင်လုံးမယုံနေဘူးမယုံနေပေမဲ့ဒီတယောက်နဲ့အကုန်လုံးဆင်ပြေနေတယ်ဆိုတော့ဒါကြောင့်မို့ဒါကိုချိန်စာလို့ခေါ်တာလေနော်ဒါကြောင့်မလို့ soulmate မဟုတ်လဲကိုယ့်ပေါ်မှာကောင်းတယ်ဆိုရင်ဒီခေတ်ကြီးထဲမှာရွေးချယ်လို့ရတယ်အခုမြစ်စုစီကိုမေးရလူတော်တော်များများ soulmate နဲ့ဘယ်တော့တွေ့မှာလဲ soulmate နဲ့ဘယ်တော့တွေ့မှာလဲ first of all soulmate နဲ့ညားတဲ့လူဆိုတာတရားမှာတရားမရှိဘူးเนาะအဲ့ဒီကားမှာလဲကြည့်လိုက်ရင်သိတယ်မြစ်စုရတဲ့ message ကအဲ့ဒါပဲ soulmate နဲ့ညားဖို့ဆိုတာအရန်ကိုရှားတယ်နောက်တစ်ချက်ကကြတော့ကိုယ့်ပေါ်မှာကောင်းတယ်ကျင်နာတယ်ကိုနဲ့လည်းအကုန်ကီးကြိုက်တယ်ချစ်တယ်ညားတယ်ဆိုရင် soulmate လည်းဖြစ်ချင်မှဖြစ်မယ်ဒါကြောင့်မလို့အခုပေးချင်တဲ့ message က soulmate ကိုလိုက်ပြီးတော့ရှာတာထက်စားလို့ရှိရင်ကိုယ့်အတွက်ကောင်းနိုင်မဲ့သူကိုရှာပါ soulmate ကိုမရလို့ချိန်စာတင်မယ်လို့ပြောရမို့အဲ့ဒါကဇက်လန်ဒါပေမဲ့အဲ့ဒီကရတဲ့ message ကကြတော့တအားသဘောကျတာကဘာလဲဆိုရင်ယူတတ်ရင်ပေါ့နော်အဲ့ message ကဘာပေးလဲဆိုရင် soulmate နဲ့ညားတဲ့လူရန်ရှာအဲ့တော့ soulmate နဲ့ဘယ်တော့တွေ့မှာလဲ soulmate နဲ့ဘယ်တော့ဖြစ်မှာလဲပထမဦးဆုံး soulmate ဆိုတာဘာလဲဆိုတဲ့အဓိပ္ပာယ်ကိုအရင်သိအောင်လုပ်ဖို့လိုတယ် maybe အဲ့ဒီကားထဲမှာလို့ပဲကိုက soulmate လို့ထင်တာဒါပေမဲ့ကိုကထင်တာပဲရှိတာတကယ်တမ်းသိတာကံကြမ္မာကသိတယ်နော်အဲ့မှာဆိုရင် death ကသိတယ်ဒါ soulmate ဟုတ်မဟုတ်အပြင်မှာဆိုရင်တော့ဖះကသိတယ်ပေါ့အဲ့တော့လူတယောက်ကို soulmate ဖြစ်ဖို့အတင်းပုံမသွင်းနဲ့အဓိကကတော့ကိုယ့်အပေါ်မှာဒီလူရဲ့ဆက်ဆံပုံဒီလူရဲ့ပြောပုံဆိုပုံဒီလူရဲ့ treat လုပ်ပုံကောင်းမှုအဲ့ဒါတွေကအဓိကကြာတယ်အဲ့ဒါက main ပဲ soulmate က main မဟုတ်ဘူး soulmate ဆိုတဲ့ terms ကကြတော့လူတွေ idolize လုပ်ထားတဲ့လုံးဝsoulmate နဲ့ဘယ်တော့တွေ့မှာလဲ soulmate နဲ့ဘယ်တော့ဖြစ်မှာလဲဖူးစာရှင် soulmate ဆိုတာဖူးစာရှင်ပဲလေမြန်မာလိုပြန်ရင်တော့ဖူးစာရှင်ပေါ့ဖူးစာရှင်နဲ့ဘယ်တော့ဆုံမှာလဲဖူးစာရှင်နဲ့ဘယ်တော့တွေ့မှာလဲမြန်မာပြည်မှာရှိနေတဲ့ terror readers တွေဒါအကုန်လုံးဒါမျိုးစော်ကားတာမဟုတ်ဘူးတချို့လူတွေလည်းဒါကိုနဲ့မြင်တူတာရှိမယ်ဒါပေမဲ့တော်တော်များများပေါ့နော်တွေ့ရပေါ့ကိုလည်းတွေ့နေကြဒီမှာဆိုရင်ရေးကြတာဖူးစာရှင်နဲ့ဘယ်တော့တွေ့မှာလဲဖူးစာရှင်နဲ့ဘယ်တော့ဆုံမှာလဲဆိုပြီးတော့ရေးနေကြတာတကယ်တမ်းကျတော့ဖူးစာရှင်ဆိုတာလေနှစ်ဖူးမှာစာထိုးထားတာမဟုတ်ဘူးမြစ်စုလည်းအရင်တုန်းကတော့ဖူးစာရှင်တို့ twin flame တို့အကြီးထင်တာတကယ်တမ်းကျတော့ they are just terms ဒီ terms တွေကို stick လုပ်ပြီးတော့ soulmate မို့လို့သူနဲ့ပဲတစ်သက်လုံးနေမယ် twin flame မို့လို့သူ့ကိုမရရင်မဖြစ်ဘူး twin flame မို့လို့အဆင်မပြေတဲ့ဆက်ဆံရေးတွေထဲမှာငါဆက်ပြီးတော့ unhealthy cycle ထဲမှာ stuck ဖြစ်မယ် soulmate မို့လို့သူလုံးသမျှတီးခံမယ်ဆိုတာတွေအဲ့ဒါတွေအကုန်လုံးအခုချိန်ကစပြီးတော့ရပ်လိုက်ပါ soulmate ဆိုတာဘယ်သူမှမသိနိုင်ဘူးကိုယ်တိုင်လည်းတစ်ခါလေးမသိနိုင်ဘူး twin flame ဆိုတာလည်းကိုကခံစားလို့ရကောင်းရမယ်ဒါပေမဲ့ twin flame နဲ့လည်းလူတိုင်းညားတာမဟုတ်ဘူးအဓိကပေးခြင်းတဲ့ message လေးကအဲ့ဒါပါ so မြစ်စုကတော့မြစ်စုပူစာရှင်ဘယ်တော့တွေ့မလဲ soulmate ဘယ်တော့တွေ့မလဲဆိုမြစ်စုမကြည့်ပါဘူးကြည့်လို့လည်းရတဲ့အရာလို့လည်းမြစ်စုမခံစားရဘူးအဓိကကတော့ကိုယ့်ရဲ့ energy ကိုကောင်းအောင်လုပ်ကိုယ့် energy နဲ့ match ဖြစ်တဲ့လူကိုကောင်းအောင်လုပ်နေတဲ့၍ကိုတန်ဖိုးထားပြီးတော့ရွေးချယ်နေတဲ့၍ကို respect ပေးနိုင်တဲ့လူမျိုးတွေ့လိမ့်မယ်အဲ့လိုလူမျိုးတွေ့တဲ့အခါကျရင်တကယ် respect ပေးနိုင်မပေးနိုင်စောင့်ကြည့်ပြီးတော့မှရွေးချယ်ပါအဲ့ဒါဆိုရင်ကိုယ့်ရဲ့ life partner ဖြစ်လိမ့်မယ်ဒါတွေကတော့ just a message ပေါ့နော်အဲ့တော့ video လေးနဲ့အတူတူပေးချင်တဲ့ message လေးပါရောပြီးတော့ပြောတာအဲ့တော့အားလုံးပဲကြည့်ပေးကြတာကျေးဇူးအများကြီးတင်ပါတယ်နော်